ဘေဘီလေးကနေအရွယ်ရောက်လာအောင်မွေးမြူရတာကတိတ်တော့လွယ်လားတယ်တော့မဟုတ်ပါဘူး။ကိုယ့်ဘဝထဲကိုဘေဘီလေးတယောက်ရောက်ရှိလာတဲ့အချိန်မှာမိဘဆိုတဲ့အစိတ်အတိုင်းကောင်းဆုံးတွေကိုပဲပေးခြင်းနဲ့စိတ်ကူးရှိနေမှာပါ။ဒီလိုအကောင်းဆုံးတွေကိုပဲပေးတဲ့အထဲမှာအစာအာဟာရတွေမဟုတ်ဘဲနဲ့အသုံးဆောင်တွေပါနိုင်ပါတယ်။ဒီတစ်ခေါက်မှာတော့တကိုယ်ရည်တန်ရှင်းရေးကိုကိုယ်တော်ကြီးမဆိုင်နိုင်သေးတဲ့ဘေဘီလေးတွေအတွက်ဒိုင်ပါကိုရွေးချယ်တဲ့အခါမှာသတိထားသင့်တဲ့အချက်လေးတွေကိုပြပြပေးလိုက်ပါရရှင်။ပထမအဦးဆုံးအချက်ကတော့အရည်အသွေးပါဘေဘီလေးကအရင်နှုတ်နယ်သေးတဲ့အတွက်ကြောင့်မို့လို့အရည်အသွေးကောင်းတဲ့အရာမျိုးကိုသာအဓိကထားသင့်ပါတယ်အကြောင်းရင်းကတော့အရည်အသွေးမပြည့်ဝတဲ့ပစ္စည်းတွေကြောင့်ဘေဘီလေးကိုထိခိုက်တာမျိုးတွေမဖြစ်စေဖို့အတွက်ပါနောက်ထပ်တစ်ခုကတော့အရွယ်အစားပါဘေဘီလေးတွေအတွက်ဒိုင်ပါမှာအစိုက်အမျိုးမျိုးရှိနိုင်ပါတယ်ဒါကြောင့်ဘေဘီလေးတွေအတွက်ဒိုင်ပါရွေးချယ်တဲ့အခါမှာအသက်အရွယ်ဘေဘီလေးရဲ့ကိုယ်အလေးချိန်နဲ့တင့်တော်မဲ့ဒိုင်ပါမျိုးကိုသာရွေးချယ်စီခြင်းပါတယ်ရှင်နောက်ထပ်အချက်တစ်ခုကတော့ဝတ်ပေးရတာအဆင်ပြေမပြေပါအလုပ်တော်ဝင်နေများလုံးတဲ့အတွက်ကြောင့်မို့လို့ဘေဘီလေးလည်းအဆင်ပြေမမေဖေဖေတို့လည်းအလုပ်ရှုပ်သက်သာစေဖို့ရွေးချယ်တဲ့ဘေဘီဒိုင်ပါကအလုပ်မပိုစီဖို့တော့လိုမှာပါဒါကြောင့်ဒိုင်ပါရွေးချယ်တဲ့အခါမှာဝတ်ဆင်ပေးရတာအဆင်ပြေတဲ့ဒိုင်ပါမျိုးကိုပဲရွေးချယ်ပေးပါနော်နောက်တစ်ခုကတော့ကလေးအသားကိုမထိခိုက်စေတာမျိုးပေါ့နော်တချို့သောဘေဘီဒိုင်ပါတွေမှာပါဝင်နေတဲ့ဓာတုပစ္စည်းတွေကဘေဘီလေးရဲ့အသားရည်ကိုထိခိုက်စေနိုင်ပါတယ်ဒါကြောင့်ဘေဘီလေးကိုဒိုင်ပါဝတ်ပေးပြီးတော့လဲပေးတဲ့အခါတိုင်းမှာတင်မားလေးတွေမှာအနီရောင်ဖူးပိတ်လေးတွေထားနေလားပုံမှန်မဟုတ်တဲ့အသားအရည်ပြဿနာတစ်ခုရှိနေလားဆိုတာကိုစမ်းစစ်ပေးပါနော်နောက်ထပ်တစ်ခုကတော့ဘေဘီလေးရဲ့အသက်အရွယ်ပါဘေဘီလေးအတွက်ဒိုင်ပါဝယ်တဲ့အခါမှာထည့်သွင်းစဉ်းစားသင့်တဲ့အချက်တစ်ခုပါပဲကလေးကိုမွေးစားအရွယ်မှာဝတ်ပေးတဲ့ဒိုင်ပါကိုအသက်ကြီးတဲ့ဒီဝတ်ပေးဖို့ကမဖြစ်နိုင်ပါဘူးဒါကြောင့်ဘေဘီလေးရဲ့အသက်အရွယ်ကိုလိုက်ပြီးတော့တင့်တော်မဲ့သေးကံကိုရွေးချယ်ပေးဖို့လိုအပ်ပါမယ်ရှင်နောက်ထပ်ချက်တစ်ခုကတော့ဘေဘီလေးအတွက်တက်တာဖြစ်ရလားဆိုတာပါအဆင်ပြေစေဖို့ရွေးချယ်ပေးတဲ့ဘေဘီလေးရဲ့သေးကံကသူတို့လေးတွေအတွက်တက်တာဖြစ်ဖို့လိုပါတယ်ဒါကြောင့်အရန်ကျက်နေတာမျိုးမဖြစ်သင့်တယ်လို့အရန်ချောင်နေတာမျိုးလည်းမဖြစ်သင့်ပါဘူးဘေဘီလေးလှုပ်ရှားမှုတိုင်းအတွက်အဆင်ပြေနေတာမျိုးဖြစ်ဖို့သတိထားပေးဖို့လိုပါတယ်ရှင်နောက်တစ်ခုကတော့လေဝင်လေထွက်ကောင်းရလားဆိုတာပါဒါကလည်းမဖြစ်မနေထည့်သွင်းစဉ်းစားရမယ့်အချက်တစ်ခုပါပဲဘေဘီလေးသေးကလောင်တာကြောင့်အရေပြားပွန်းတာလောင်တာမျိုးတွေမဖြစ်စေဖို့အတွက်လေဝင်လေထွက်ကောင်းတာမျိုးကိုသတိထားရွေးချယ်ပေးဖို့လိုပါမယ်ဒါမှမလိုအပ်ပဲပိုးတွေပေါက်ဖွားမှုကနေပြီးတော့ကာကွယ်နိုင်မှာပါနောက်တစ်ခုကတော့အနံ့မပါတာပါဘေဘီလေးအတွက်ဒိုင်ပါရွေးချယ်တဲ့အခါမှာအမွှေးနှံ့နေမပါတာမျိုးကိုသတိထားရွေးချယ်ခြင်းပါတယ်အမွှေးနှံ့ပါတဲ့သေးကံတွေကဓာတုပစ္စည်းပါဝင်နိုင်ခြေပိုများနေတယ်လို့ဘေဘီလေးကိုဓာတ်မတဲ့ဖြစ်စေနိုင်ခြေလည်းတော်တော်လေးများနေတာပါဒါကြောင့်အနံ့မပါတာမျိုးကိုပဲအဓိကထားရွေးချယ်ခြင်းပါတယ်ရှင်နောက်တစ်ခုကတော့အန်ဒီရဲ့ဖြစ်စေနိုင်တဲ့ဓာတုပစ္စည်းတွေပါဘေဘီလေးတွေအတွက်ဒိုင်ပါရွေးချယ်တဲ့အခါမှာအသက်ရှူလမ်းကြောင်းဆိုင်ရာကျန်းမာရေးကိုထိခိုက်စေနိုင်တယ်လို့ဟော်မုန်းပြဿနာတွေနဲ့ဓာတုပစ္စည်းလောင်တာမျိုးတွေကိုဖြစ်စေနိုင်တဲ့ဓာတုပစ္စည်းတွေဖြစ်ကြတဲ့ဒိုင်အောက်ဆစ်နဲ့ဆိုဒီယမ်ပိုလီအခရိုက်လိတ်တို့ပါဝင်နေတာဆိုတာကိုတေချာလေးစစ်ဆေးကြည့်စီခြင်းပါတယ်ဒီပစ္စည်းတွေပါဝင်နေမယ်ဆိုရင်တော့ဘေဘီလေးကိုထိခိုက်စေနိုင်တဲ့အတွက်ကြောင့်ပါအခုလောက်ဆိုရင်တော့ကလေးငယ်တွေအတွက်ဒိုင်ပါရွေးချယ်တဲ့အခါမှာသတိထားရမယ့်အချက်လေးတွေကိုသိရောက်ပြီးလို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်